ကိုနှစ်ပေါင်းများစွာကျွမ်းကျင်အောင်လေ့ကျင့်ခဲ့တဲ့အရာတစ်ခုကိုစဉ်းစားကြည့်ပါလားမိသားစုရဲ့ lesson ကဟင်းချက်နည်းတစ်ခုဖြစ်နိုင်တယ်လို့ကိုပိုင်ထီထွင်းထားတဲ့လက်မှုပညာဒါမှမဟုတ်ပထမဆုံးအလုံးမှာသင်ယူခဲ့ရတဲ့နည်းစနစ်တစ်ခုလည်းဖြစ်နိုင်တာပေါ့ဒီလိုတန်ဖိုးရှိတဲ့အမှတ်တရတွေနဲ့ကျွမ်းကျင်မှုတွေဟာကျွန်တော်တို့ရင်ထဲမှာတောခတ်သိသိထားတယ်လို့ပါပဲဒါပေမဲ့အချိန်နဲ့အမျှသူတို့မေးမွေ့မသွားအောင်ဘယ်လိုလုပ်ကြမလဲဒီနေ့မှာတော့အဲ့ဒီຢာတွေကိုဖမ်းယူထိန်းသိမ်းပြီးနှုံမျိုးဆက်ကို lesson ကမ်းပေးနိုင်မှုအထူးဒီဇိုင်းထုတ်ထားတဲ့အလုပ်ရုံဆွေးနွေးပွဲတစ်ခုကြောင့်ပြောပြသွားမှာပါဆိုတော့ဒါကကျွန်တော်တို့ကိုအခြေခံကြတဲ့မေးခွန်းတစ်ခုစီခေါ်သွားတာပဲတဘဝတာလုံးလေးကျင်လာခဲ့တဲ့အတွေ့အကြုံတွေကိုဘယ်လိုများပိုးလေးနဲ့တဲ့ပြီးတခြားသူတွေကိုမျှဝေနိုင်မှာလဲဒါဟာကိုလုပ်ခဲ့တဲ့အောင်မြင်မှုတွေကိုစည်ရင်းချရေးတာထက်အများကြီးပိုနည်းနေတယ်ဗျာအခုပြောမဲ့အလုပ်ယုံဆွေးနွေးပွဲကအဲ့ဒီမေးခွန်းကိုလူကိုဗဟိုပြုတဲ့အတွေ့ခေါင်းနဲ့ချင်းကပ်ဖြည့်ရှင်းဖို့ကြိုးစားနေတာပါအဖြေကတော့အတန်နှင်းမညာလို့ခေါ်တဲ့ဒီအလုပ်ယုံဆွေးနွေးပွဲမှာရှိနေပါတယ်ဒါကရိုးရှင်းပြီးလူတိုင်းသုံးနိုင်တဲ့နည်းပညာကိုအသုံးပြုပြီးကျွန်တော်တို့ရဲ့နှုတ်ထွက်စကားတွေကိုလက်စုပ်လက်ကိုပြလို့ရတဲ့ဇာတ်လမ်းတွေအဖြစ်ပြောင်းလဲပေးတဲ့စမ်းသစ်တဲ့ချင်းကပ်မှုတစ်ခုပေါ့။ကဲခဏတာအသွေးလေးတစ်ခုနဲ့တီမြဲတဲ့အမွေနည်းတစ်ခုအဖြစ်ဘလို့အသွင်ပြောင်းသွားလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ရအောင်။ဒီနေရာကတော့ဒီလုံနှန်းစဉ်ရဲ့အဓိကအသေးဟန်လုံးပါပဲ။ဒါကိုအမတ်ရတစ်ခုရဲ့ခရီးစဉ်လို့မြင်ကြည့်လိုက်ပါ။စေကူတဲကအသွေးတစ်ခုကနေစာမျက်နှာပေါ်မှာစကလုံးလေးဖြစ်ပြောင်းလဲသွားတဲ့ခရီးစဉ်ပေါ့။သူ့ရဲ့လမ်းကြောင်းအတိုင်းတဆင်းချင်းလိုက်ကြည့်ကြရအောင်တကယ်အန်အောဖို့ကောင်းတာက45မိနစ်အတွင်းမှာဘလောက်တောင်အရာတွေပြည့်မြောက်သွားလဲဆိုတာပါပဲအလုံးယုံတစ်ခုလုံးကိုတေးသေးချာချာစီစဉ်ထားတယ်နှွေးထွေးတဲ့ကြိုးစုံမှုကနေစိတ်ကူးစိတ်တန်းတွေကိုလွန့်ဆော်ပေးတဲ့မေးခွန်းတွေစီပြီးတော့ AI နဲ့အတန်လေးချင်းခံအဓိကလှုပ်ဆောင်ချက်ဖြစ်တဲ့ညင်သားစွာရေးထားခြင်းနဲ့နောက်ဆုံးမှာတော့အချင်းချင်းမျှဝေခြင်းအထိချောချောမွေ့မွေ့ရွေးလျားသွားပါတယ်တိုးတောင်းပေးမဲ့အားရင်ပြေးပါတဲ့ခရီးစဉ်တစ်ခုပါပဲအထီးကလုံးဆောင်ပုံကလားအရန်ကိုရိုးရှင်းတယ်ဗျပထမဆုံးကိုမတ်တရားတစ်ခုကိုဖုန်းထဲကိုပြောထည့်လိုက်ရုံပဲစားရိုက်စရာမလိုရေးစရာမလိုစကားပြောလိုက်ရုံပဲဒုတိယအနေနဲ့ AI ကကိုယ့်အတန်ကိုစာသားအဖြစ်ပြောင်းလဲပေးလာကိုထိုင်ကြည့်နေလိုက်ပါနောက်ဆုံးစိတ်ကတော့အဲ့ဒီစာသားထဲကရှင်းလင်းပြီးအားကောင်းတဲ့ဝါကြတစ်ကြောင်းကိုရှာပြီးကူးရေးလိုက်ရုံပါပဲဒါပါပဲလူတိုင်းလုံးနိုင်လောက်အောင်လွယ်ပါပဲဒီနေရာမှာတော့အသွင်ပြောင်းလဲမှုရဲ့အဓိကအချက်ကိုတွေ့ရမှာကနှုံးနဲ့ပြောတဲ့အမတ်တရားဆိုတာအရန်ကိုပုတ်ကူရေးဆက်မိမယ်ခဏရပဲဒီမြဲပြီးပုံစံမကြဘူးဒါကိုစာနဲ့ရေးထားတဲ့ဇလန်းဖြစ်ပြောင်းလိုက်တဲ့အခါမှာတော့သူ့မှာစွမ်းအားတက်တည်ရလာတယ်မျှဝေလို့ရတယ်ထာဝရတည်မြဲတယ်ပြီးတော့တိကျတဲ့ပုံစံဖြစ်သွားပါတယ်ဒါဟာလေးပြေတဲ့လွင့်ပါသွားတဲ့အသွေးတစ်ခုနဲ့ထာဝရကိုက်ဆွဲထားနိုင်တဲ့တမိုင်းတစကြာကကွာခြားချက်ပါပဲဒါပဲဇလန်ကိုဖန်ဆုပ်ထားနိုင်တာကခီးတော့ပိုက်ရှိပါသေးတယ်တကယ်မော်ဆန်တဲ့အချင်းကအဲ့ဒီဇလန်တွေကိုအချင်းချင်းမျှဝေတဲ့အခါမှာစတင်တာပါတိုးချင်းလုပ်ငန်းစဉ်ကနေဒီအလုပ်ရုံစင်နွေးပွဲကအတိုင်းဝိုင်းအတွင်းမှာခိုင်မာတဲ့ဆက်သွယ်မှုတွေကိုဘယ်လိုတိစောက်ပေးတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ရင်သားစွာရေးသားခြင်းဆိုတာတကယ်တော့ဘာလဲဒါဟာမော်ကုန်းဝင်စားတဲ့ဘုတ်ရေးဖွဲ့နေတာမျိုးမဟုတ်ပါဘူး AI ကရေးပေးတဲ့စာသားတွေကရှင်းလင်းတဲ့ဝါကြတစ်ကြောင်းတည်းကိုစာရွက်ပေါ်ကိုရတဲ့ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုပါအဓိကပြည့်စုံမှုထက်ရှင်းလင်းပြတ်သားမှုကိုပဲအာရုံစိုက်ထားတာဒီလိုလုပ်ခြင်းအပြင် PR အားလုံးကိုတက်မင်တကာဖဲရှားပြီးလူတွေဟာဝေဖန်ခံရမှာမစိုးရိမ်ပဲလွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါရဲ့။မြောင်းဝေခြင်းလုပ်ငန်းစဉ်ကိုယ်တိုင်ကအပြန်လန်အားပေးမှုအပြေအကွာရရှိအောင်ဒီဇိုင်းထုတ်ထားတာပါ။ပါဝင်သူတွေကနှုတ်ရောက်တွဲဖွဲ့ပြီးကိုရွေးထားတဲ့ဝါကြော်တွေကိုအတန်ထော့ဖတ်ပြရုံပါပဲ။နားထောင်သူရဲ့တခုတည်းတော့တာဝန်ကပြုံးပြတာဒါမှမဟုတ်လမထောင်ပြတာပဲ။ဝေဖန်မှုလုံးဝမရှိဘဲအားပေးမှုတသက်ပဲရှိရမယ်ဆိုတဲ့ဒီရိုးရှိတဲ့စီမင်းကယုံကြည်မှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပြီးစေရနာဝန်ထမ်းတွေတောင်အဖွဲ့ကြီးတစ်ခုလုံးကိုသူတို့ရဲ့ဆက်လန်းတွေမျှဝေဖို့တက်တောင့်တက်တာဖြစ်စေပါတယ်။ကဲအခုအမြင်ကိုနည်းနည်းချဲ့ပြီးဒီရိုးရှင်းတဲ့လုပ်ငန်းစဉ်ကနေဘလောက်တောင်ကျယ်ပြန့်တဲ့အတွေ့အကြုံတွေကိုဖော်ထုတ်ပေးနိုင်လဲဆိုတာကိုကြည့်ကြရအောင်။ဒီဇက်လန်ဒီအားလုံးစုစည်းလိုက်တဲ့အခါဒါဟာစာအုပ်တွေနဲ့မဟုတ်ဘဲနဲ့တဘဝတာလုံးတော့ထူးခြားတဲ့ကျွမ်းကျင်မှုတွေအသိပညာတွေနဲ့ပြည့်နေတဲ့စာကြည့်တိုက်ကြီးတစ်ခုကိုဖွင့်လိုက်တယ်လို့ပါပဲ။ဥပမာအနေနဲ့အလုံးယုံဆွေးနွေးပွဲကဒီမေးခွန်းလေးကိုပဲကြည့်ပါကျွန်တော်ကျင့်သုံးခဲ့တဲ့လက်မှုပညာဒါမှမဟုတ်ဝါသနာတစ်ခုအကြောင်းနဲ့အဲ့ဒါကဘာကြောင့်အရေးကြီးခဲ့သလဲဆိုတာကိုဖော်ပြပါဒီလိုရိုးရှင်းတဲ့မေးခွန်းတစ်ခုကနေဘယ်လောက်တောင်နှက်ဆိုင်ပြီးပုဂ္ဂိုလ်ရေးစံတဲ့ဇက်လန်တွေကိုတူဖော်နိုင်မလဲဆိုတာစဉ်းစားကြည့်လိုက်ဒါဟာလူတစ်ယောက်ရဲ့ဘဝကိုအထိပ္ပယ်ရှိစေတဲ့အရာတွေရဲ့ဟလုံတောင်ကိုတဲ့တဲ့တွားထိတဲ့မေးခွန်းမျိုးပါပဲဒီဇာကိုကြည့်လိုက်ရင်အသုံးပြုတဲ့မေးခွန်းတွေရဲ့အမျိုးအစားကိုအနည်းငယ်အရေးအမြတ်မြင်နိုင်ပါတယ်ဒီမေးခွန်းတွေရဲ့ခြေပြန့်မှုကိုတတိပြုကြည့်ပါကျွမ်းကျင်ပိုင်နိုင်တဲ့ဟင်းချက်နည်းတွေလူမှုအတိုင်းဝိုင်းစီမံကိန်းတွေကနေကိုယ်တိုင်သင်ယူခဲ့တဲ့ဘာသာစကားတွေအလုံးမှာပထမဆုံးသင်ယူခဲ့ရတဲ့ကျွမ်းကျင်မှုတွေအထိရာအားလုံးကိုထိတွေ့ထား
အင်္ဂလိပ်နဲ့ကျုံတဲ့ဘာသာနဲ့မိခွန်းတွေပြထားတာကလည်းဒီအလုပ်ယုံဆွေးနွေးပွဲရဲ့လူတိုင်းကိုလွှမ်းခြုံနိုင်တဲ့ကျဲပြတ်မှုကိုပြသနေတယ် ဒီပုံလေးကတော့မင်းဟွန်းတွေကိုဘွားရဲ့ကင်တားပေါင်းစုံကိုလွမ်းခြုံနိုင်အောင်ဘလို့ဒီဇိုင်းထုတ်ထားလဲဆိုတာကိုပုံဖော်ပြထားတာပါအလို့ဝါဒနာအတိုင်းအဝိုင်းရိုးရတယ်လဲနဲ့အနုပညာဆိုတဲ့အပိုင်းတွေကိုတွေ့နိုင်ပါတယ်ဒါကလူတယောက်ရဲ့ဘဝအတွေ့အကြုံကဘလို့ပဲဖြစ်နေပါစေသူတို့အတွက်တကယ်အရေးပါတဲ့အရာတစ်ခုခုမျှမေဖို့အစပြုစရာနေရာတစ်ခုအမြဲရှိနေလေဆိုတာကိုသိချစေပါတယ် နောက်ဆုံးတော့လေဒီအလုပ်ရုံဆွေးနွေးပွဲဟာအမှတ်တရတစ်ခုကိုမှတ်တမ်းတင်မှုတက်တက်ထက်အများကြီးပိုပါတယ်။ဒါဟာတဘဝတာလုံးစူဆောင်းခဲ့တဲ့ကျွမ်းကျင်မှုနဲ့တက်မြောက်မှုတွေကိုအတိအမှတ်ပြုပေးတာပါ။ပါဝင်သူတွေတက်ဒီလိုအတိအမှတ်ပြုခံရတဲ့ခံစားချက်ဟာမယုံနိုင်လောက်အောင်အားရင်ဖြစ်စေပြီးအတိပ္ပယ်ဖြစ်သွားတဲ့အတွေ့အကြုံတစ်ခုဖြစ်စေနိုင်ပါတယ် ဒီလုပ်ငန်းစဉ်ကိုလေ့လာသုံးသပ်ပြီးတဲ့နောက်မှာတော့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့နေကုန်းချုပ်ပါစေကိုယ့်ရဲ့ဘဝတစ်လောက်လုံးစူဆောင်းခဲ့တဲ့မရှိမဖြစ်ကျွမ်းကျင်မှုတွေအားလုံးထဲကဘယ်တစ်ခုကိုပထမဆုံးဖြစ်ရွေးချယ်ပြီးထိမ့်သိမ်းထားခြင်းပါသလဲ